ချင်းရေးပြီးနောက်ပိုင်းတက်တာနည်းငယ်ပြောချင်ပါတယ်တချင်းရေးပြီးမကြခင်မှာပဲကျွန်တော်စီလန်းကျောင်းမှာစီကြောက်တယ်စီတွားတဲ့ခါတိုင်းမှာနားချင်ရပါတယ်ဆရာဝန်နဲ့တိုင်ပင်ဆရာဝန်နဲ့ပြတဲ့ခါမှာလဲဒီကိစ္စလေးစားပြရမှာလို့ဒါခွဲစီရမှာသူပြောတဲ့ခါမှာတကယ်ကိုဝေကြီးပိုင်းရရောဖြစ်ချင်တော့ကျွန်တော်အဲ့ချိန်မှာကတောင်ပေါ်မြို့မှာပဲဖြစ်တဲ့ခါမှာအရက်ကိုလိုမန်းလေးကိုတွားပြီးတော့ဒါလုပ်ရမယ်အပိုင်းကြီးဖြစ်လာတယ်လူအနေနဲ့တော့ဒီကိစ္စမဖြစ်ချင်ဘူးဒါပေမဲ့လို့မဖြစ်ချင်တဲ့ခါတကယ်ဖြစ်လာတဲ့ခါမှာဘုရားကတက်တော့ပြန်ဆန်းစစ်ပါတယ်တကယ်ပဲကျေးဇူးတော်ကိုချီးမွမ်းနိုင်သေးရဲ့လားအလိုတော်ကိုဆက်ပြီးဝန်ခံနိုင်သေးသလားဆိုတာကိုဘုရားကဆန်းစစ်ပါတယ်ကျွန်တော်လည်းဘုရားကိုဆုတောင်းပါတယ်3ရက်တည်းကျွန်တော်ဆုတောင်းတဲ့ခါမှာ3ရက်မြောက်တဲ့နေ့မှာကျွန်တော်စီလန်းချောင်းတဲကနေဒီသွားနေနေရန်လေးတဲ့အရာတစ်ခုကထွက်ကြသွားကျွန်တော်တီးထားမိပြီးတော့ကျွန်တော်အကျွေခွက်ထဲမှာကျွန်တော်ပေါက်တဲ့ခါမှာအတန်ရှင်းနေကြားတယ်ခလုတ်ဆိုပြီးအတန်ကြားတယ်တချင်းကျွန်တော်ကြည့်လိုက်တဲ့အခါမှာလက်စီနီလောက်ရှိတဲ့ဒီကြောက်ကစီလန်းချောင်းကနေရှူရှော့ရှူထွက်သွားတယ်ဆိုတော့မြင်ရတဲ့ခါမှာဘယ်အကြည့်ဆိုတော့ကိုအရင်ကချီးမွမ်းပါတယ်ဒီလိုနေနဲ့ဒါလုပ်မယ်ဆိုရင်ဒါငွေကြီးရတယ်အများကြီးကုန်ကျနိုင်လို့အများကြီးခဏကိုလည်းနာကျင်မဲ့အပိုင်းရှိပါတယ်ဒါပေမဲ့လို့ဘုရားရဲ့အရန်ကောင်းတဲ့အကျင့်စီဖြစ်တဲ့အခါမှာပုံမှန်လေးစီးသွားတဲ့လမ်းကြောင်းထဲမှာပြင်အဲ့ဒီကြီးမားတဲ့စီးကြောက်ကဆွေးနွေးထုတ်ခွင့်ပြပြင်ဆင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုအခြေအနေတွေဖြတ်တန်းမယ်ဒီလိုအခြေအနေကြုံရမယ်ဆိုတော့လွန်ခဲ့တဲ့လတွေကလေးကဘုရားကကျွန်တော်ဒီတစ်ချင်းအပြင်ဖွင့်ပြပေးတယ်ကြိုတင်ပြီးတော့ကာကွယ်ဆေးထိုးပေးတာဖြစ်ပါတယ်ယုံကြည်ခြင်းကိုတည်ဆောက်ပေးတယ်မျက်မှောက်တော်ထဲမှာတစ်ပန်းကျွန်တော်ပြန်အားပေးပေးတယ်တကယ်ပဲအဲ့ဒီမဖြစ်ချင်တဲ့အခါကျွန်တော်လည်းတစ်ချင်းရေးထားတဲ့အတိုင်းတက်တာထဲမှာတကယ်ကြုံတဲ့အခါမှာလူများတွေကောင်းကြီးခံစားမခံစားတော့အရင်မသိဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဒီတစ်ချင်းအားဖြင့်အများကြီးတက်တာခြင်းကိုရတယ်ပြန်ကိုပြီးတော့မျောလဲတက်လာတယ်ကိုပြီးတော့ကိုးစားတက်လာတယ်ဆိုတော့ဒီချင်းနဲ့ပတ်သက်တဲ့အရာလေးအနေငယ်ပြောပြချင်ပါတယ်